ကောင်လေးဟာသူ့အဖေရဲ့ခြေရင်းမှာရှိတဲ့ကြောက်တုံးထဲမှာဝတ်ထားတဲ့ရတနာတစ်ခုကိုမြင်လိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသူ့အဖေကတော့အကျွေးတွေကြောင့်စိတ်ပြတ်အားငယ်ပြီးအိမ်ကောင်မိုးပေါ်မှာရက်နေခဲ့တာပါသူ့အမေကလည်းပြင်းထန်တဲ့ယောဂနဲ့ဆေးရုံတက်နေရပါတယ်ကောင်လေးကသူ့အဖေကိုအဲ့ဒီကြောက်တုံးအကြောင်းအမြန်ပြောပြပေမဲ့အဖေဖြစ်သူကသူလိန်နေတယ်လို့ပဲထင်ခဲ့ပါတယ်အဖေကိုယုံကြည်စေဖို့အတွက်သူဟာကြောက်မြတ်ရတနာအကဲဖြတ်ပညာရှင်စီကိုဓာတ်ရိုက်ခေါ်သွားခဲ့ပါတယ်အကဲဖြတ်သူကကြောက်တုံးကိုတစ်ချက်ကြည့်ပြီးအဖိုးမတန်တဲ့ကြောက်ခဲအဖြစ်နဲ့မထီမဲ့မြင်ပြောဆိုလိုက်ပါတယ်ဒါကိုကောင်လေးကအယမ်းဒေါသထွက်သွားပြီးအကဲဖြတ်သူကိုလောင်းကြီးထက်ရဲလာလို့မေးလိုက်ပါတယ်အကယ်၍ကြောက်တုံးထဲမှာကြောက်စိမ့်ပါခဲ့ရင်အကဲဖြတ်သူကသူ့ကိုတောင်းပန်ရမှာဖြစ်ပြီးဘာမှမပါခဲ့ရင်တော့ကောင်လေးကဒေါ်လာ3သိန်းပေးရမှာပါဒါကိုကြားတော့အကဲဖြတ်သူကယုံကြည်မှုအပြည့်နဲ့သဘောတူလိုက်ပြီးဘေးကလူတွေကိုလည်းတက်တည်အဖြစ်လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်လူတိုင်းကကောင်လေးဟာအယမ်းလူနဲ့လုံးပြီးသူ့ရှုံးမှာအသေးချပဲလို့လောင်ပြောင်ခဲ့ကြပါတယ်အကဲဖြတ်သူကကြောက်တုံးကိုဆက်ဖြတ်တဲ့အခါမှာတော့အထဲမှာဘာမှမတွေ့ရပါဘူးဒါပေမဲ့ကောင်လေးကတော့အံ့ဩမသွားပဲအကဲဖြတ်သူဖြတ်တဲ့နေရာမှားနေတာလို့ပြောခဲ့ပါတယ်ကောင်လေးအရှုံးပေးသွားအောင်ကြောက်တုံးရဲ့အလဲတက်ကနေဖြတ်ဖို့သူကထပ်ပြောလိုက်ပါတယ်အကဲဖြတ်သူကခိုင်းတဲ့အတိုင်းထပ်ဖြတ်လိုက်တဲ့အခါမှာတော့လူတိုင်းရဲ့မျက်နှာပေါ်ကိုအစိမ်းအောင်လင်းနှန်းတွေဖြာထွက်လာပါတော့တဲ့အထဲမှာတကယ်ကိုအရေးသွေးမြင့်ကြောက်စိမ့်တွေပါနေတာပါလူတိုင်းအံ့အားသင့်သွားချိန်မှာကောင်လေးကဆက်စီကိုထပ်သွားပြီးကြောက်တုံးကိုနောက်တစ်ချိန်ထပ်ဖြတ်လိုက်ပါတယ်ဒီတစ်ခါမှာတော့အထဲကနေတောက်ပတဲ့ပထမတစ်လုံးထွက်လာပါတယ်အကဲဖြတ်သူလေကောင်လေးကိုချက်ချင်းဦးညွတ်တောင်းပန်လိုက်ရပါတယ်ကြောက်တုံးတစ်ထုံးထဲမှာကြောက်မျက်နှာမျိုးပါဝင်နေတာဟာတကယ်ကိုရှားပါလာပါတယ်ဒါကိုမြင်တော့တထေးကြီးတယောက်ကဒေါ်လာ2တန်းနဲ့ဝယ်ဖို့ကန့်လန့်ခဲ့ပြီးကောင်လေးကလည်းချက်ချင်းသဘောတူလိုက်ပါတယ်အဲ့ဒီနောက်သူတို့ဟာအမေဖြစ်သူရဲ့ခွဲစိတ်ခွင့်အတွက်ငွေယူပြီးသွားခဲ့ကြပေမဲ့ဆေးရုံစည်းမပေးနိုင်လို့အမေဖြစ်သူကိုလူနာဆောင်ထဲကနေနှိမ့်ထုတ်နေတဲ့တူနာပြူတယောက်ကိုတွေ့လိုက်ရပါတယ်ဖခင်ဖြစ်သူရောက်လာတဲ့အခါမှာတော့အဲ့ဒီငွေတွေကိုတူနာပြူရဲ့မျက်နှာတက်တဲ့ကိုပြစ်ပေါက်လိုက်ပါတယ်ပြီးနောက်လူနာဆောင်ထဲကိုပြန်ဝင်သွားချိန်မှာတော့သူ့အမေမှာကင်ဆာရောဂါလုံးဝမရှိပဲတာမန်ရောင်ရမ်းတာပဲဖြစ်နေတာကိုကောင်လေးကသိလိုက်ရပါတယ်ကောင်လေးဟာဒေါသတကြီးနဲ့ဆရာဝန်ကိုတွားရှာခဲ့ပါတယ်ဆရာဝန်ကဒီအကြောင်းကိုကြားတဲ့အခါချက်ချင်းစုံစမ်းစစ်ဆေးခဲ့ပြီးတူနာပြူကခွဲစိတ်ခါအတွက်အမျက်ထုတ်ဖို့ဆေးမှတ်တမ်းတွေကိုအတုလုပ်ခဲ့တာဖြစ်နေပါတယ်အမှန်တရားပေါ်သွားတဲ့အခါတူနာပြူကဒူးထောက်တောင်းပန်ပေမဲ့ဘယ်သူကမှခွင့်မလွှတ်ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲကြောက်တုံးကိုဝယ်သွားတဲ့တထေးကြီးကဖုန်းဆက်လာပြီးရှင်းဟောင်းပစ္စည်းလေးလံပွဲတစ်ခုကိုကောင်လေးကိုဖိတ်ခေါ်လိုက်ပါတယ်ကောင်လေးဟာဒါဟာအခွင့်အရေးတစ်ခုဆိုတာသိလိုက်ပြီးဒီတစ်ချိန်မှာတော့သူ့မိသားစုကိုဘီလီယံနာရီဖြစ်အောင်လုပ်ပေးတော့မှာဖြစ်ပါတယ်